အချိန်တိုင်းအခါမလက်အမြဲတိုင်းပေါ့နော်ဒီလိုမျိုးသုံးကျင်နေဆိုရင်ဒီတရုတ်စကားလုံးဖြစ်တဲ့时时刻刻ဆိုတဲ့စကားလုံးကိုသုံးပေးရမယ်။ဘာဖြစ်လို့လဲဆိုတော့时时刻刻ဆိုတာကတရုတ်စကားလုံး时间ဆိုတဲ့အချိန်နဲ့15မိနစ်မှာကွာတာဆိုတဲ့တစ်ခုပေါ့နော်အဲ့ဒီခန့်တဲ့သုံးထားတာအဲ့တော့时时刻刻ဆိုရင်အချိန်တိုင်းအမြဲတိုင်းပေါ့နော်ဒါဆိုရင်သူ့ကိုသုံးကျင်နေဆိုဘယ်လိုသုံးရမှာလဲရိုးရှင်းတဲ့စာကြောင်းလေးတွေဆိုရင်ကရိယာရဲ့အရှိမထည့်သုံးပေးရမယ်ဥပမာပထမတစ်ကြောင်းကိုကြည့်လိုက်အချိန်တိုင်းစူးစားတယ်ဒါဆိုရင်时时刻刻努力စူးစားတာကိုသူကထောက်ပံ့ပေးထားတာဘယ်လိုစူးစားတာလဲအချိန်တိုင်းစူးစားတယ်ဒါဆိုနောက်တစ်ခုစာကြောင်းကိုကြည့်လိုက်နောက်တစ်ခုစာကြောင်းတော့ဝါချလေးနည်းနည်းလေးရှည်သွားတယ်သူအချိန်တိုင်းပြုံးတယ်တဲ့နော်သူအချိန်တိုင်းပြုံးတယ်ဆိုတော့အဲ့ဒီမှာပုံမှန်ကပြောထားတာရှစ်ရှစ်ခက်ခက်ဒီကရိယာရဲ့အရှိမနေရမယ်ဒါပေမဲ့ဒီဝါချမှာထူးခြားတာကတအုံတိုးဆိုတဲ့စကားလုံးလေးထည့်ထားတယ်ဘာဖြစ်လို့ထည့်ရတာလဲဆိုတော့အကြောင်းရင်းကအဲ့အချိန်တိုင်းဆိုတဲ့အတိတ်ပဲကိုပို့ပြီးတော့အလေးပေးခြင်းလို့အချိန်တိုင်းအားလုံးနီးပါးလို့ပြောခြင်းလို့เนาะဒါဆိုရင်他时时刻刻都在笑သူအချိန်တိုင်းပြုံးတယ်နောက်တစ်ခုသူအချိန်တိုင်းပြုံးတယ်ငါတို့အချိန်တိုင်းသင်ယူရမယ်我们要时时刻刻都学习เนาะ你အချိန်တိုင်းပျော်ရွှင်ဖို့ငါမျှော်လင့်တယ်我希望你时时刻刻都快乐သူအချိန်တိုင်းအလုပ်လုပ်တယ်ဒါဆိုရင်他时时刻刻都在工作